ကျွန်တော်မိတ်ဆွေတွေတတိထားဘူးလားကျွန်တော်တို့ဆိုင်ဝင်လိုက်တာနဲ့ဝန်ထမ်းတွေမျက်နှာကြီးတင်းနေမယ်စကားပြောရင်အတန်းတွေရက်မနေမယ်ဆိုရင်အဲ့ဆိုင်ရဲ့ service ကဘလို့မှကောင်းနိုင်မှာမဟုတ်ဘူးတကယ်တော့ဝန်ထမ်းတစ်ယောက်က customer ကိုဆက်ဆံတဲ့ပုံစံကခေါင်းဆောင်ကဝန်ထမ်းကိုဆက်ဆံတဲ့ပုံစံနဲ့အတူတူပါပဲအမြဲယုံကြည်ထားတာတခုရှိတယ်စိတ်မချမ်းသာတဲ့စပုတ်ဘူးတစ်ယောက်ကကောင်းမွန်တဲ့ဟင်းပွဲတဲ့ဝဲကိုမချမ်းနိုင်ဘူးစိတ်မချမ်းသာတဲ့ technician တစ်ယောက်ကလည်းကောင်းမွန်တဲ့ service ကိုဘယ်တော့မှမပေးနိုင်ဘူးသူတို့တွေနေဘူးထဲမှာလှုပ်လို့ရတာပြင်ပန်းတယ်ဒါကြောင့်ကျွန်တော်တို့ grade မြန်မာမှာ technician တွေကိုဝန်ထမ်းလိုဆက်ဆံပါဘူးဒီကိုလိုပဲဆက်ဆံပါသူတို့ဘိုင်ဝါမှာသူတို့လေးစားခံရမှာသူတို့ပျော်ရွှင်မှာ customer ရောက်တဲ့အခါခြေတနာပါလုပ်ပေးနိုင်မှာအတင်းကျပ်လောက်ခိုင်းလို့ထွက်လာတဲ့အပြုံးတွေစင်စာပါလို့ထွက်လာတဲ့အပြုံးတွေကလုံးဝမတူပါဘူးဒါကြောင့်မိတ်ဆွေတို့အိမ်မှာ grade မြန်မာကဝန်ထမ်းတစ်ယောက်ရောက်လာခဲ့မယ်ဆိုရင်ဒီချက်ကြည့်လိုက်ပါသူတို့မျက်နှာမှာအလုပ်ကိုချစ်တဲ့တမိုးထားတဲ့စိတ်နဲ့တက်ကြွမှုကိုပြင်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့နောက်မှာသူတို့တန်ဖိုးထားတဲ့ခေါင်းဆောင်မှုတစ်ခုရှိနေလို့ပါပျော်ရွှင်တဲ့ဝန်ထမ်းစီတွေကကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုလိုချင်ရင်ကျွန်တော်တို့ grade မြန်မာကိုဆက်သွယ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ grade မြန်မာရဲ့ founder ကိုလိုက်စိုးပါ